မဲမင်္ဂလာပါခုမြင်တွေ့နေရတဲ့အော်စုဒီ laptop ကတစ်ခါတလေဖွင့်ရင်ဒီလိုဖြစ်ပြီးတော့ပြန်ပိတ်ပြန်ဖွင့်ရင်လာသလိုလိုနဲ့ဒီလိုဖြစ်တယ်မှန်မကောင်းတဲ့ error နဲ့ခက်စစ်စစ်တူတယ်တချမ်းဖြူတချမ်း color ပါခြင်းပါတယ် LCD VDD ပို့မမှန်တဲ့ယောဂပေါ့ဒါကြောင့်လည်းသိချင်ရင်ဗီဒီယိုအဆုံးထိကြည့်လိုက်ပါမှန်လဲစမ်းကြည့်လဲမထူတာနဲ့ LCD power socket ကိုပြဿနာရှာကြည့်အောင် Q23 B channel ရဲ့ဆိုကဒီလောက်ရှိတယ် gate မှာဖို့မှန်နေတယ် PCA ဘက်ကလာတဲ့ဖို့0 volt မှန်တယ်gate ဘက်အချမ်းကတော့ 2.1 volt မှားနေတယ် drain LCD VDD က 2.6 volt ဆိုတော့အပြည့်မပွင့်သေးဘူးဘာကြောင့် gate က 2.1 volt ဖြစ်နေတာလဲကဲ schematic ကြည့်ကြရအောင်ကျွန်တော်တိုင်းတော့ဆိုတာဒီလောက်ရတာမှန်တယ် gate ကဒီလောက်ရတာဆိုတော့မှားတယ် PCA ဘက်ချမ်း0 volt မှန်တယ် LCD VDD တိုင်းတော့ဒီလောက်ရတာမှားတာပေါ့နော် gate က 2.1 volt ရတဲ့အကြောင်းကြီးအတွင်းပိုင်းမှာဆိုးနဲ့ gate ကူးပြီးတော့ leakage ဖြစ်နေတာဖြစ်နိုင်တယ်ကဲပြောနေတာကြားတယ်ပြတ်နေတဲ့ FVD ကိုလဲအောင်ကဲခုတော့သူက 3.3 volt gate က0 volt မှန်သွားပြီ drain ကလည်း 3.3 volt မှန်သွားပြီပေါ့နော် drone computer ဥအောင်ပါခင်ဗျာအခုရခဲ့ရဆိုရင် like and share လေးလုပ်ပေးပါ